ဒီစကြဝဠာကြီးထဲမှာကျွန်တော်တို့တယောက်တည်းပဲလို့တကယ်ပဲထင်နေကြတာလားအာဂါသကြီးရဲ့အနက်ရှိုင်းဆုံးနေရာတွေမှာလူသားတွေမသိသေးတဲ့ရှူဝဆန်းကျဲတဲ့တတ္တဝါတွေတကယ်ပဲရှိနေသလားနှစ်ပေါင်းထောင်ချီကြအောင်မေးခွန်းထုတ်ခဲ့ကြတဲ့ဒီအဖေကိုဒီနေ့ကျွန်တော်တို့အတူတူရှာဖွေကြရအောင်ဒါဟာကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကိုပြောင်းလဲစေနိုင်တဲ့ခရီးတစ်ခုဖြစ်နိုင်ပါတယ်အမှန်တရားကိုယဉ်ဆိုင်ဖို့အတင့်ဖြစ်ပြီလားသိပ္ပံပညာရှင်တွေခန့်မှန်းထားတာကဂလက်ဆီတစ်ထဲမှာကိုကျဲပေါင်းဘီလီယံ100ကနေ400အထိရှိနေတဲ့အဲ့ဒီကျဲရဲ့ပတ်လေးမှာလှည့်ပတ်နေတဲ့ဂျိုးတွေကလည်းရေးသွဲလို့မကုံနိုင်အောင်ညားပြလာပါတယ်ဒီလောက်ကြီးမားတဲ့စကြဝဠာကြီးထဲမှာသက်ရှိတွေနေထိုင်နိုင်မဲ့ဂျိုးတစ်လုံးမှမရှိဘူးဆိုတာကတော့ယုံရခက်လွန်းပါတယ်သင်ရောဘလို့ထင်လဲရှုဝတ်ထားတဲ့အာကာသတတ္တဝါများရှေးဟောင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကိုပြန်ကြည့်ရင်ထူးဆန်းတဲ့ကောင်းကင်ဘုံကတတ္တဝါတွေကြောင့်ပုံမြင်တွေအများကြီးတွေ့ရပါမယ်။အီဂျစ်ဖျားတွေမာယာတွေရဲ့ပြက်ကရင်တွေအိန္ဒိယရဲ့ဘီမန်တော်တွေမှာဘာဖြစ်လို့လူနဲ့မတူတဲ့ပုံရိပ်တွေထွင်းထူထားလာလဲ။အဲ့ဒါတွေဟာကျွန်တော်တို့ရဲ့စိတ်ကူးတွေတတ်လား။ဒါမှမဟုတ်တကယ်မြင်တွေ့ခဲ့ရတာတွေလား။20ရာစုနှစ်အလယ်ပိုင်းကစပြီး UFO လို့ခေါ်တဲ့မဖော်ထုတ်နိုင်တဲ့ကောင်းကင်ပြန်ဝတ္ထုတွေအကြောင်းမှတ်တမ်းတင်ထားတာတွေပုံမများပြလာပါတယ်။ကဘာကဝင်းလုံးကတာမန်ပြည်သူတွေရောလေတပ်သားတွေပါမယုံနိုင်စရာမြင်ကွင်းတွေကိုတွေ့မြင်ခဲ့ရကြောင်းတက်သေးခံချက်တွေထွက်ပေါ်လာခဲ့ရပါတယ်။အဲ့လာတွေဟာမှားယွင်းတဲ့အမြင်တွေလားဒါမှမဟုတ်တခြားကြိုကလာတာတွေလားအစိုးရတွေနဲ့စစ်တပ်တွေကကဘာပြင်ပသက်ရှိတွေအကြောင်းတရင်းချက်လက်တွေကိုဖုံးခွဲထားတယ်လို့ယုံကြည်သူတွေအများကြီးရှိပါတယ်။ Roswell Field လို့ကိစ္စတွေမှာဆိုရင်တရားဝင်ထုတ်ပြန်ချက်တွေကမပြေဆုံးဘူးလို့ထင်ရပါတယ်။တချို့ကဆိုရင်ဖုံးခွဲထားတဲ့ဤပညာတွေကိုလေ့လာဖို့ရှုဝဲဓာတ်ခွဲခန်းတွေတော့ရှိတယ်လို့ဆိုပါတယ်။တကယ်လို့မှန်ခဲ့ရင်ဘာလို့ရှုဝဲထားတာလဲ။သိပ္ပံပညာရှင်တွေကလည်းအာကာသထဲမှာအသက်ရှိရှင်သန်နေတဲ့သက်ရှိတွေကိုရှာဖွေဖို့မရက်မနာကြိုးပမ်းနေပါတယ်။စက်တီစီမန်ကိန်းလိုရေဒီယိုလိုင်းတွေကိုနားထောင်ပြီးအချက်ပြမှုတွေကိုရှာဖွေနေကြသလိုKepler telescope လိုဂျိုးအသက်တွေကိုလည်းရှာဖွေနေပါတယ်။အဝေးကနေပို့လိုက်တဲ့အချက်ပြမှုတစ်ခုခုကိုများကျွန်တော်တို့မချခင်ဖမ်းယူရရှိတော့မလားအာကာသတတ္တဝါဆိုတာကျွန်တော်တို့ရုပ်ရှင်တွေထဲမှာမြင်နေရတဲ့ဂျိုးသားကြီးတွေကြီးပဲလားတကယ်တော့ရုပ်ရှင်နဲ့ဘက်တီးရီးယားလိုပုံစံမျိုးကနေအစစ်မြက်နီးပညာပိုင်ဆိုင်တဲ့ယဉ်ကျေးမှုတွေအထိဖြစ်နိုင်ပါတယ်သူသေးတီတွေကတော့အင်္ဂါဂျိုးနဲ့ဥရောပလိုနေရာတွေမှာရေခဲအောက်မှာသက်ရှိပုံစံတွေရှိနိုင်တယ်လို့ယုံကြည်နေကြပါတယ်သူတို့တွေကဘယ်လိုပုံစံမျိုးတွေဖြစ်မလဲလျှို့ဝှက်ထားတဲ့အာကာသတတ္တဝါများနှစ်စစ်ကြဝဠာကြီးဒီလောက်ကျယ်ပြောပြီးတက်ရှိတွေရှိနိုင်တဲ့ဂျိုးတွေလည်းအများကြီးဆိုရင်ဘာလို့ကျွန်တော်တို့သူတို့မတွေ့ရသေးတာလဲဒါကိုဖာမီပဟေလီလို့ခေါ်ပါတယ်သူတို့တွေကအယံဝေးကွာနေလို့လားဒါမှမဟုတ်အခြားကြောင့်ရတွေရှိနေလို့လားတချို့ကတော့ကျွန်တော်တို့ကရှာဖွေမတွေ့သေးတာတင်ဖြစ်မယ်လို့ဆိုပါတယ်တချို့ theory တွေအရာဆိုရင်ကဘာပြေပကတတ္တဝါတွေဟာကဘာမြေပေါ်မှာဒါမှမဟုတ်လပေါ်မှာရှိုးဝက်အခြေစိုက်စခန်းတွေတည်ဆောက်ထားနိုင်တယ်လို့ဆိုပါတယ်ကဘာသမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးနေရာတွေဒါမှမဟုတ်လူသူအရောက်အပေါက်နဲပါတဲ့ကန်တာရတွေမှာသူတို့ရဲ့ရင်းပြန်တွေကိုဖုံးကွယ်ထားနိုင်ပါတယ်လပေါ်မှာထူးဆန်းတဲ့အဆောက်အုံတွေမြင်ရတယ်ဆိုတဲ့သတင်းတွေကလည်းဒါကိုအားဖြည့်ပေးနေပါတယ်ကဘာအစိုးရတွေနဲ့အာကာသအဖွဲ့အစည်းတွေမှာလုတ်ကင်ဖွေအချို့ပုဂ္ဂိုလ်တွေကဂျိုသားတွေအကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်အဲ့ဒီလိုထုတ်ဖော်ပြောဆိုမှုတွေကတရားဝေးအတိမပြုထားတာမဟုတ်ပေမဲ့လူအများရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ခဲ့ပါတယ်ဒီလူတွေကတကယ်ပဲအမှန်တရားကိုသိခဲ့ကြတာလားဒါမှမဟုတ်သူတို့ရဲ့ထင်မြင်ချက်တွေပဲလားတကယ်လို့ကျွန်တော်တို့ကဘာပြင်းပတက်ရှိရီနဲ့အဆက်အသွယ်ရခဲ့ရင်ဘာတွေဖြစ်လာမလဲလူသားတွေရဲ့ယဉ်ကျေးမှုဘာသာရေးသိပ္ပံပညာအားလုံးကအကြီးအကျယ်ပြောင်းလဲသွားနိုင်ပါတယ်သူတို့ကကျွန်တော်တို့ထက်အများကြီးပိုပြီးအစိမ့်မြင့်နေမလားသူတို့ရဲ့ရည်ရွယ်ချက်တွေကတော့ဘာတွေဖြစ်မလဲဒါဟာလူသားမျိုးနွယ်ရဲ့အကြီးမားဆုံးအဖြစ်ဖြစ်လာပါလိမ့်မယ်လူဝထားတဲ့အာကာသတတ္တဝါများတုံးဒီလိုအခြေအနေမျိုးတော့ကျွန်တော်တို့လူသားမျိုးနွယ်ကတကယ်ပဲအဆင့်ဖြစ်နေပြီလားကြောက်ရွံ့မှုတွေနဲ့တုံ့ပြန်လားဒါမှမဟုတ်ပွင့်လင်းစွာလက်ခံလားအာကာသတတ္တဝါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ပညာရေးနဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်မှုတွေကဘလောက်ထိအရေးကြီးလဲဆိုတာစဉ်းစားစရာပါအဖြေကတော့ကျွန်တော်တို့ရဲ့လက်ထဲမှာပဲရှိနေပါတယ်သူတို့မှာကျွန်တော်တို့စိတ်ကူးမမီနိုင်တဲ့နီးပညာတွေပိုင်ဆိုင်ထားနိုင်တာလေလေထူးတဲ့မှာမြန်နှုံးမြင့်ပြန်သားနိုင်တဲ့ရင်းပြန်တွေယောဂတွေကိုကုသနိုင်တဲ့နီးပညာတွေဒါမှမဟုတ်စွမ်းရည်သက်တွေကိုထုတ်လုပ်နိုင်တဲ့နီးလိုင်းတွေလည်းဖြစ်နိုင်တာလေအဲ့ဒီလိုနီးပညာတွေသာကျွန်တော်တို့စီရောက်လာခဲ့ရင်ကဘာကြီးရဲ့အနာဂတ်ဟာလုံးဝပြောင်းလဲသွားမှာပါကျွန်တော်တို့မသိဘဲနဲ့သူတို့တွေကကျွန်တော်တို့နဲ့အတူတူဒီကဘာမီပေါ်မှာရှိနေကြတာရောဖြစ်နိုင်မလားလူအသွင်နဲ့တာမန်လူတွေကြားမှာပုံအောင်နေတာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုလက်လာနေကြတာလား
ဒီလိုအတွေးမျိုးကရင်တလလက်ဖြစ်စေနိုင်ပေမဲ့အာကာသကြီးရဲ့အတိုင်းတာရဆိုရင်မဖြစ်နိုင်ဘူးလို့ငင်းပယ်ဖို့ကခက်ခဲပါတယ်ဒီရှိုးဝတ်ထားတဲ့အာကာသတ္တဝါတွေအကြောင်းတင်ဘလို့ထင်မြင်ယူဆလဲအမှန်တရားကိုဖော်ထုတ်ဖို့ကျွန်တော်တို့ဆက်ပြီးကြိုးပမ်းတင်သလားဒါမှမဟုတ်အမှန်တရားကိုမတီးဘဲနေတာကပိုကောင်းမလားတင်းရဲ့အသွေးမြင်တွေကို comment မှာရေးပေးခဲ့ပါဒီဗီဒီယိုလေးကိုလည်းတငယ်ချင်းတွေကိုဝေမျှပြီးသူတို့ရဲ့အမြင်တွေကိုလည်းမေးမြန်းကြည့်ပါစက်ကြော်လာကြီးကကျွန်တော်တို့တွေးထင်ထားတာထက်အများကြီးပိုပြီးရှိုးဝတ်ဆန်းကျယ်နေပါတယ်